ဘာလဲဆိုတော့လူတိုင်းကိုအုပ်စိုးတဲ့အရာကလောဘဒေါသမောဟဒီတော့မရှိသေးလေရှိတော့ဘူးလားဒေါကဟုတ်ပြီမာမာနာမရှိဘူးလားမာမာနာထောင်လို့ချင်းဒီအဲ့ဒီအရာတွေဘာသာတိုင်းလက်သွင်းတင်ပြီးတာအဲ့ဒါလေးကိုကျွန်တော်လူတိုင်းမှာရှိတယ်လူတိုင်းမှာရှိပြီးတော့အနေအများထင်းနိုင်တဲ့သူကနည်းနည်းပေါ်တယ်မထင်းနိုင်တော့သူကနည်းများပေါ်တယ်ဒါပဲကွာတယ်နော်ထင်းနိုင်တော့သူကြတော့ဘာသာရေးစကားနဲ့ဘာပြောလဲထင်းနိုင်တော့သူဒေါသထင်းနိုင်တော့သူကဘာသာရေးစကားကဘာပြောလဲအယံဘာသာရေးကြိုက်ဆိုင်တော့သူဒါမှသူတော်စင်ကြီးဘာသာပေါ့နော်ကျွန်တော်ဘာသာရေးစကားနဲ့ခေါ်ကြတယ်ဒါပေမဲ့သူ့မှာမရှိဘူးလားဆိုရင်ရှိတယ်နော်လူတိုင်းမှာရှိတယ်အဲ့ဒီရှိတဲ့အရာထဲမှာဒီနေ့မှာဒီအရာထဲအကြီးမားဆုံးလူတိုင်းလူကိုအမေရန်ဒုက္ခပြင်းနေတဲ့အရာတစ်ခုရှိတယ်အမေရန်လူကိုဒုက္ခပြင်းနေတဲ့အရာသိလားကျွန်တော်ကိုအမေရန်ဒုက္ခပြင်းနေတဲ့အရာသိလားအဲ့ဒီကြပါတင်ဘွားမှာတင်အမေရန်ဒုက္ခပြင်းနေတဲ့အရာပါလေစိတ်နော်စိတ်ကလူကိုဒုက္ခပြင်းနေတယ်ဟုတ်တယ်ပြီးတော့မှအဲ့ဒီစိတ်ကလူကိုဒုက္ခပြင်းတယ်ဒုတိယမှာဘာကအရာကကျွန်တော်ကိုအမေရန်လာဒုက္ခပြီးတော့လာနောက်ရှက်ထားတာလဲဆိုရင်မာနကနောက်ရှက်တယ်ပြီးတော့မှဒီလိုရိုးရိုးစကားနဲ့ပြောမယ်ဆိုရင်အချွေနော်ဟုတ်တယ်နော်အချွေရှင်ဒီဘယ်တော့လာကောင်းမလဲဆိုတာတစ်ချိန်လုံးလာနောက်ရှက်ပြီးတော့ဟုတ်တယ်မလားဟမ်အဲ့ဆိုင်ခွန်းလုံးတော့အချွေချန်တဲ့သူတွေဒါရအချွေတောင်းတာပါအချွေချန်တဲ့သူရှင်ဒါရတောင်းတာဟုတ်ပြီပြောချင်တာပါလေဆိုတော့အဲ့ဒီအကျွေးမှာဒီအကျွေးကတော့ငွေတွေပါလိမေတ္တာတွေကဆက်လို့ရတယ်ဒါမဲ့တင်ကိုယ်တိုင်းလောကဆက်လို့မရတဲ့ကျွေးကပါလေအပိကျွေးကကိုယ့်အနေကိုဆက်လို့ရလားရပါဘူးဆက်ချင်ဆက်လို့ရပါတယ်ဒါပေမဲ့တစ်ချိန်လုံးဆက်ရင်တော့အကျွေးချင်အောင်ဆက်နိုင်မှာမဟုတ်ဘူးဆိုတာသိဖို့လိုတယ်တချို့ကကျူးစားပြီးတော့ဘာသာရေးသဘောအနေနဲ့ခိုင်ဆိုင်ပြီးကျူးစားပြီးတရားထိုင်တယ်အမျိုးစုံစုပေါင်းတာမျိုးစုံလုပ်နေတယ်အဲ့ဒါကြီးဘာအတွက်လဲအပိကျွေးကိုစပ်ဖို့တာဟုတ်တယ်နော်အပိကျွေးစပ်ဖို့တာငါမှဒီအပိများတယ်အစီမဖီလောက်ဘူးတရားနာတယ်တရားထိုင်တယ်ဥပုပ်ပြီးစောင့်နေတယ်ဟုတ်တယ်နော်အဲ့ဒါလေးကြီးကျွန်တော်လူတိုင်းကလုံးနေကြတာဖြစ်တယ်ဟုတ်တော့လေဒီနေ့မှာတင်ကိုယ်တိုင်ဆက်နိုင်လားမဆက်နိုင်ဘူးလားအရင်ဆုံးမလုပ်ရမယ်ကိုယ်နဲ့ဘူးကြိုးစားပြီးဆက်မယ်ကြိုးစားပြီးဆက်မယ်မကြိုးစားနိုင်တော့ဘူးဆိုရင်ဆက်ပြီးတဲ့သူကအဲ့ဒီရှိကိုခေါ်ဖက်ရမှာဖြစ်တယ်ဟာကျွန်တော်တစ်ခါတလေချက်ရင်အလွယ်ကူဆုံးနီလန်းကိုပဲလူတိုင်းကနော်ရရှိပြီးတော့မှအလွယ်ကူဆုံးနီလန်းနဲ့ကျွန်တော်ညာကိုအဲ့ဖက်မှာပဲထောင်ပြီးတော့မှနေတတ်တယ်စောင့်နေတတ်တယ်အလွယ်ကူဆုံးနီလန်းနဲ့ဘယ်အရာမှမရဘူးတခါကျောင်းသားတယောက်ကသူ့ကျောင်းဆရာကြီးအစီမှာပြောထားလေဆိုတော့ဆရာကျွန်တော်ဆရာဝန်မလုပ်ချင်ဘူးတဲ့ဆရာဝန်မလုပ်ချင်ဘူးဆိုရင်ဒါပါလုပ်ချင်လေလို့မေးလိုက်တော့အဲ့ကလေးနားထောင်လေဥပမာပြောမယ်နော်ကျောင်းသားတယောက်ကသူ့ဆရာစီကိုပြောထားလေဆိုတော့ဆရာရဲ့ကျွန်တော်ဆရာဝန်မလုပ်ချင်ဘူးတဲ့ဆရာမလုပ်ချင်ဘူးဆိုတဲ့အခါမှာဘာလို့ရမှာလဲဘာလို့ချင်လဲဘာဖြစ်လို့ဆရာမလုပ်ချင်တာလဲဆိုတဲ့အခါဆရာမလုပ်မယ်